အားလုံးပဲမင်္ဂလာပါဒီနေ့မှာလည်းကျွန်တော်စီမှာစီလေးတတ်လာရေးရမယ်အကောင့်လေးတစ်ကောင့်လာပြီးတော့မှပြပေးတာဖြစ်ပါတယ်ဒီအကောင့်လေးထဲမှာဘာတွေပါလဲဆိုရင်ကျွန်တော်နဲ့အတူတူအားလုံးပဲတစ်ချက်လောက်ကြည့်ကြပါဦးဒီအကောင့်ထဲမှာတော့ double 11ဟာဘူစာပါတယ်ချောင်းကိုလေးရယ်ကော်လာတာတွေကဗာလဲ granger လေးရတော့ပါတယ်ဗျသူကအကောင့်လေးကတော့တော်တော်လေးတော့မိုက်တယ်ဗျာဒီလားBrian လေးနဲ့ပါတယ် Cloud Brian လေးနဲ့ Double 11ချောင်း6လေးနဲ့ Qualita ထဲမှာဆိုရင်အဲ့ဒီမှာGranger ပါတယ် Granger Qualita လေးပါပြီလားဘိန်းအပစ်လည်းပါတယ်သူကအဲ့ဒီမှာရထားတဲ့ skin လေးတွေကလည်းမိုက်တော့မိုက်နေတာ free ရဆိုအခု Jan နေရဆို free ရလည်းနှစ်ကောင်ချောင်းကလည်း green လေးပါပြီချောင်းရဲ့ green လေးနဲ့ gold လေးနဲ့နှစ်ကောင်မို့အဲ့တော့အဲ့အကောင်လေးကမိုက်တာတော့မိုက်တယ် skin လေးတွေကတော်တော်လေးတော့စုံတယ် skin 200ကျော်ပါတယ်အဲ့ဒါမို့လို့ဒီအကောင်လေးကလည်းတော်တော်လေးတော့မိုက်တယ်ဗျအမှတခြားလေးကြည့်ပါ Starlight ဆိုလည်းပြီးခဲ့လား Starlight ဒီသားလေးကတော့ဝယ်ထားပေးပြီလားဟေးလားအခုနောက်ပိုင်းတော်တော်လေးဆော့လို့တော့ကောင်းနေတာပေါ့ဗျအဲ့တော့ဒီအကောင်လေးကမိုက်တယ် skin စုစုပေါင်း200ကျော်ပါထားပြီလားနောက်ပြီးလားဆိုရင်ကျွန်တော်ဘာလို့ပြပေးဦးမလဲဆိုရင်တစ်ချက်တော့ကြည့်ပြီဒီအကောင်လေးမှာတော့ double diamond ကတော့ဖြည့်လို့မရတော့ဘူး double diamond အကုန်လုံးဖြည့်ပြီးတော့ပါပြီအမှ report အနေနဲ့ဆိုလို့ရှိရင်ကျွန်တော် report တစ်ချက်ပြပေးမယ် report ကတော့ဒီ report လေးပေါ့အဲ့ဒီမှာ comment report လေးအဲ့ဒီကောင်လေးတော့ပါတယ်app report လေးပါတယ်ညာလေးကတော့မပေါ့ဘူးပေါ့ဗျာနောက်ပြီးလားဆိုလို့ရှိရင်ဒီအကောင့်မှာ star ဘယ်လောက်ရပြီးသွားပြီလဲဆိုရင်တော့ကြည့်လို့ရ star 100အတိပါ100အတိပါကျွန်တော်တို့တင်ထားမှာမပေါ့ဘူးလာရောက်နေလို့ပါလာရောက်လို့ဆိုတာ star 100ရောက်ပြီးသားပါတက်ပါသေးတယ်ပါတခုမှမပါပါဘူး no error အကောင့်မှာအားကြောင့်မို့လို့ဒီအကောင့်ကိုလိုချင်တယ်ကြိုက်တယ်မေးမြန်းကြည့်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ TikTok Telegram Facebook page နဲ့ YouTube ဒီမှာလာရောက်မေးမြန်းနိုင်ပါတယ်အကောင့်လေးကိုလည်း follow လုပ်ထားပေးကြပါအောင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဗျ